မင်္ဂလာပါခင်ဗျာ။အေယောင်ရီတိုင်းတွင်ဖြစ်ပေါ်နေတဲ့ရဲတပ်ဖွဲ့ဝင်များမူရစ်စေဝါများကိုရောင်းဝယ်ဖြန့်ဖြူးနေမှုသတင်းချက်လက်များကိုကျွန်တော်တို့သတင်းထူးတပ်ဖွဲ့ပသိမ်မှတင်ဆက်ပေးပါမယ်ခင်ဗျာ။ဝါကမတွင်မူရစ်စေဝါနှင့်အတူမိမိရရဖမ်းမိတော့လဲစခန်းမှုကာကွယ်ဖြင့်လွတ်မြောက်နေသည့်ရဲတပ်သားကောင်းဆက်စောကိုစီအန်ီစစ်ဆေးပြီးနောက်ပြန်လည်ဖမ်းဆီးချုပ်နှောင်အေယောင်ရီတိုင်းဝါကမမြို့မှာမူရစ်စေဝါတွေနဲ့အတူဖမ်းဆီးရမိခဲ့ပေမဲ့မြို့မှာစကမ်းမှုရဲ့အကာအကွယ်ပေးမှုကြောင့်အမှုကနေကွင်းလွတ်နေခဲ့တဲ့ရဲတပ်သားကောင်းဆက်စောကိုဇူလိုင်လ6ရက်နေ့ညနေပိုင်းကရဲချုပ်ခန်းအတွင်းသို့ပြန်လည်ဖမ်းဆီးချုပ်နှောင်လိုက်ပြီးဖြစ်ကြောင်းဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဩဂတ်လ28ရက်နေ့ကဝက်ခမမြို့ညသိန်းညံရက်ကွက်ဝက်ခမဒရာအဆင့်ရှိ ADK ဟိုတယ်အခန်းအမှတ်301မှာမူရစ်စေဝါတွေရောက်ရှိနေကြောင်းသတင်းအရမြို့မှာစကမ်းမှုဒူရဲမှုတန်းထုံးအောင်ဦးဆောင်တဲ့အဖွဲ့ကဝင်ရောက်ရှာဖွေခဲ့တာပါ။အဲဒီလိုရှာဖွေရမှာအခန်းအတွင်းမှာရှိနေတဲ့ဝက်ကမမြို့မှာရဲစခန်းကရဲတပ်သားကောင်းဆက်စောအပါဝင်အရက်သား၄ဦးစုစုပေါင်း၅ဦးကို WY စိတ်ကြွရွတ်သွဆေးပြားတွေနဲ့အတူမိမိရရဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အမှုဖွင့်အရေးယူတဲ့အခါမှာတော့စကမ်းမှုဒူရဲမှုတန်းထုံးအောင်က၎င်းရဲ့လက်အောက်ခံဖြစ်သူရဲတပ်သားကောင်းဆက်စောကိုဖယ်ချန်ထားခဲ့ပြီးကျန်တဲ့အရက်သား၄ဦးကိုပဲအမှုဖွင့်ခဲ့တာကြောင့်ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရအဆိုပါမူရစ်စေဝါတွေဟာရဲတပ်သားကောင်းဆက်စောကိုယ်တိုင်ဖြန့်ဖြူးရောင်းချနေတဲ့ပစ္စည်းတွေဖြစ်တယ်လို့သိရပါတယ်။ရဲတပ်သားကောင်းဆက်စောအမှုကနေလွတ်မြောက်ဖို့အတွက်စခန်းမှုကိုငွေကျပ်9သိန်းနေရင်းတူကို9000နှုန်းနဲ့စုစုပေါင်းလက်ငွေကျပ်15သိန်းပေးပြီးအကာအကွယ်ယူခဲ့တာပါ။၎င်းကိုရဲခုံရုံးတင်စစ်ဆေးနေတဲ့အတောအတွင်းမှာပဲအခြားနေရင်းရဲတပ်သားတက်ကိုကုနဲ့ပူးပေါင်းပြီးပြီးခဲ့တဲ့မတ်လဒုတိယပတ်အတွင်းကလှေချင်းရက်ကွက်တလန်းရှိနေအိမ်တိန်ကိုမူရစ်စေဝါအကြောင်းပြဝင်ရောက်ဖမ်းဆီးကငွေကျပ်30ကြီးတောင်းခဲ့ပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာသိမ်းဆည်းသွားတဲ့ WY ဆေးပြားတွေကိုလည်းရဲစခန်းမှာအမှုမဖွင့်ပဲကိုယ်တိုင်သုံးဆွဲတာနဲ့ပြင်ပကိုတဆင့်ပြန်လဲရောင်းချတာတွေပြုလုပ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ခုခါမှာတော့အဆိုပါ ADK ဟိုတယ်မူရစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီးမှုခင်းရဲတပ်ဖွဲ့ CID ကရဲမှုဗိုလ်တင်ကိုယ်တိုင်ကွင်းစင်းစစ်ဆေးခဲ့ရမှာရဲတပ်သားကောင်းဆက်စောမှာမူရစ်ဆေးဝါးသုံးဆွဲထားကြောင်းစီဝါသေးဝါထင်ရှားစွာပေါ်ပေါက်ခဲ့ပါတယ်။ဒါကြောင့်မူရစ်တပ်ဖွဲ့ကတရားလိုပြုလုပ်ကာတရားစွဲဆိုခဲ့ပြီးနောက်ဇူလိုင်လ6ရက်နေ့ညနေပိုင်းမှာရဲတပ်သားကောင်းဆက်စောကိုရဲချုပ်ခန်းအတွင်းသို့ထည့်သွင်းကာဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။အေရီတိုင်းတွင်မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းထူးတပ်ဖွဲ့ပသိမ်မှာအချိန်နဲ့တပြည့်ညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။